ပန်ตายရေးอ่ะမောင်နေတီစီကိုဖြစ်ပါတယ်ခင်ဗျာတွားရေးလာရေးနဲ့အပင်လေးတွေရှာနေပါတယ်အမေကတော့ပန်းလေးခိုးလာပါတယ်တနခါပန်းလေးခိုးလာပါတယ်စိတ်ရုံတဲ့ပါဒီဇိုင်းတွားတင်ပါတယ်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဝင်လိုက်နဲ့စိတ်ကြီးလည်းညစ်တယ်လို့လို့ရတယ်လည်းမကောင်းစက်ယုံမှာလို့လို့ရတယ်လည်းဟိုပကံဖျောက်ဘူးရတယ်ဆိုဟိုကဒေတာပန်းလိုပဲလေကြားရနေစေရသွားတဲ့ဘဝတွေစုလက်ခံငေါက်လက်ခံမဟုတ်တယ်မမှန်တာပြောနေလဲမဟုတ်တယ်မမှန်တဲ့အကြောင်းပဲမပြောရဲသူကမနေ့ကဝင်လက်ခါထွက်သူဖြည့်နေဘဝတွေစုပ်ပြတ်တက်အောက်ကျခန္ဓာလည်းလွန်အာကြည့်သွားပြီတော်ပြီစိတ်ပြတ်တယ်ရှိမရှိကိုထမင်းကိုအေးဆေးပဲလှုပ်ရှားခြင်းတော့တယ်ဝါထက်နေရပါဒါတာတုကန်လန်းပလဲလန်းပေါ့နာတဆုံးပဲငါဥသွားကြတယ်လားတောက်လျှောက်တယ်တောက်လျှောက်ပဲစက်ရုံတွေကအများကြီးပဲစက်ရုံတွေကတော့ပေါ်ပါတယ်လောစီနဲ့အမြက်ကလေးကဒါထွက်လာပါတယ်ကဲငါလည်းလာကုန်နဲ့9800နဲ့ပဲညာမလားမသိတော့ငါရဲ့နေ့ကလည်းလာကြမထုတ်လိုက်ရနိုင်ရဲ့နေ့ထိလုပ်ခဲ့တယ်ဆိုတော့ဒီလေဘယ်လိုပေးမလဲပြီးကြတဲ့တစ်ခါကတော့9800နဲ့ပဲရှင်းလိုက်တယ်ရက်20ပါ9800နဲ့ရှင်းလိုက်ဘောလာကုန်ထိလုပ်ခဲ့တယ်ဆိုတော့မပြောတတ်ပါဘူးမရမလားစိတ်ညစ်တယ်စိတ်ညစ်တဝေး